ဆရာကြီးထဲဝင်တော့ဖြစ်နေပါပဲချင်းတော့လေးသွားယူတဲစားမယ်ဟာသူဆိုင်သူဆွဲခြင်းဘာထုတ်ကြည့်လဲရှင်းမို့တယ်မလေးအိုင်ဟိုဘက်ကထုတ်ရတာ